Begadi Babio solo gig correct challenge tu shi mane accept လုပ်မယ် ဟုတ်ကော let's go ကြိုက်လား Begadi Babio bed build Begadi Babio bed build Begadi 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 Babio Jump Begadi Babio bang bang Begadi Babio Begadi 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 Babio Damn bro မလေးပြေးပါပြီ Babio Babio Bed 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 yo bed 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 Babio 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 ကိုနော်ကြိုက်လားငါ Babio ကို ကျစင်ကြီးတို့ Begadi Babio challenge ဖြစ်ပါတယ် ဆိုတော့အဲ့ဗီဒီယိုရိုက်တော့ကျွန်တော်ဘေးနားမှာရှိတယ်ဆိုတော့ကျွန်တော်ကဘေးနား live ကြားရတယ်လို့ဆိုတော့အပြင်မှာဒီတက်ပိုကျန်းတယ်ဆိုတော့အာရှာပါပဲเนาะဆိုတော့အာရှာတော့ပြီးခဲ့တဲ့ Cape Verde ကျွန်တော်ထိုင်းနိုင်ငံမှာတော့ပြိုင်နေကျွန်တော် Cape Verde မှာသူက winner ရခါလာပါတယ်ဆိုတော့ဆရာကြီးပါဆိုတော့ပြောရတော့တိတ်မရှိဘူးဆရာကြီးတော့ညမ်းမိုက်တယ်တော်တော်လေးကျန်းတယ်တော်တော်လေးကျန်းလို့လဲwinner တွေရတာဆိုတော့အာရှာပါပဲဗျာเนาะဆိုတော့ရမ်းမိုက်တယ်